မင်္ဂလာပါကိုဒီပါဒီဗီဒီယိုကတော့ထိုင်းအသင်းနဲ့မြန်မာအသင်းတို့ရဲ့ပွဲစဉ် highlight ဗီဒီယိုပဲဖြစ်ပါတယ်အဲ့တော့ကြည့်လိုက်အောင်ထိုင်းအသင်းတွေရဲ့ပွဲကစားခြင်း10မိနစ်မှာတင်ဖြတ်တင်ပေးပို့မှုရတဲ့စင်မြန်မာကစားသမားဝင်းနိုင်ထွန်းရဲ့လက်နဲ့ထိသွားခဲ့တယ်ဆိုပြီးတော့ဒိုင်ဂျီအနေနဲ့ VR ပြန်လည်စစ်ဆေးပြီးတော့ VR decision အရာ penalty ပြစ်ဒဏ်ပေါ်သတ်မှတ်ပေးခဲ့ပြီးတော့ပွဲကစားခြင်း9မိနစ်မှာထိုင်းအသင်းအနေနဲ့ penalty ပြစ်ဒဏ်ပေါ်ကန်သွင်းခွင့်ရရှိခဲ့ပါတယ်ဒီ penalty ကိုတော့ tournament 10ကိုသမားဇင်ကြီးအောင်ရဲ့ညာဘက်အောက်ထောင်တွေကိုဒီတက်ပဲကန်သွင်းအဆုံးသက်ပြီးတော့ထိုင်းအသင်းအတွက်ဦးဆောင်ကိုဒီနေ့ပွဲစဉ်အတွက်အဖွင့်ကိုသွင်းယူပေးသွားနိုင်ခဲ့တာပဲဖြစ်ပါတယ်ဇင်ကြီးအောင်ပြည့်တဲ့ဘက်မှန်ပေမဲ့လည်းဘောလုံးကပို့ပြီးတော့မြန်သွားတဲ့အတွက်သွင်းကိုဖြစ်ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်ဇင်ကြီးအောင်တလန်းလောက်သာကြိုရွှေ့ခဲ့မယ်ဆိုလို့ရှိရင်တော့ဒီလုံးကိုကာကွယ်သွားနိုင်မယ်လို့ကျွန်တော်အနေနဲ့ထင်မြင်မိပါတယ်ပထမပိုင်းပြေသွားလို့လာခြင်းအချိန်ပို2မိနစ်ထဲမှာမြန်မာအသင်းအနေနဲ့လွင်မိုးအောင်ပိုင်ခွင့်ရခဲ့ပေမဲ့လည်းတိုင်ထိသွားခဲ့တာပဲဖြစ်ပါတယ်လွင်မိုးအောင်အနေနဲ့ control ကောင်းကောင်းနဲ့ဘောလုံးထိမ့်ပြီးတော့ဘယ်ချီနဲ့အဆုံးသတ်ဖို့ကြိုးစားတဲ့အချိန်မှာတော့ဘားတိုင်ကိုထိသွားခဲ့တာပဲဖြစ်ပါတယ်ဒီသွင်းကိုသာဝင်သွားခဲ့မယ်ဆိုလို့ရှိရင်တော့ပထမပိုင်းမှာမြန်မာအသင်းအနေနဲ့1-1ဆိုတဲ့တည်ရက်လက်ကိုဖော်ဆောင်ထားနိုင်မှာပဲဖြစ်ပါတယ်မြန်မာအသင်းဒီအချိန်မှာတော့ဂိုးကန်ခေသွားခဲ့တာပဲဖြစ်ပါတယ်ဒုတိယပိုင်းပြန်လည်စတင်တဲ့ပွဲဆိုင်49မိနစ်မှာလည်းမြန်မာအသင်းကစားသမားစိုးမိုးကျော်အီရန်မှာလက်နဲ့ထိရဆိုပြီးတော့ဒိုင်ဂျီအနေနဲ့ penalty ပေးခဲ့တဲ့အပြင်နီးပြအဲဒါဆင်ကိုပါစောတကတက်တဲ့အတွက်အဝါကပြပြီးတတိပေးခဲ့တယ်ခင်ဗျာဒီ penalty ကိုတော့ထိုင်းအသင်းကစားသမားကျောင်းနံပါတ်18ကိုသမားဇင်ကြီးအောင်ရဲ့ဘယ်ဘက်အပေါ်ဒေါင်းကိုပမိုင်နိုင်မဲ့ပိတ်သွင်းပြီးတော့ဒုတိယမြောက်ဦးဆောင်ကိုထပ်မံသွင်းယူသွားနိုင်ခဲ့ပါတယ်ဇင်ကြီးအောင်ပြည့်တဲ့ဘက်မှန်ခဲ့ပေမဲ့လည်းထိုင်းအသင်းကစားသမားရဲ့ကန်ချက်တော်တော်လေးကောင်းမွန်ခဲ့တဲ့အတွက်ဒုတိယမြောက်ဦးဆောင်ကိုထပ်ပြီးတော့ပေးခဲ့ရတာပဲဖြစ်ပါတယ်ပွဲကစားရင်64မိနစ်မှာမြန်မာအသင်းကစားသမားဝင်းနိုင်ထွန်းထိုင်းအသင်းကစားသမားတို့တကူတော့ကြော်ဖြတ်ပြီးတော့18ကိုက်ထိတ်ကနေပြီးတော့အဝေးကန်တဲ့တူလှလှပပအဆုံးသတ်ဖို့ကြိုးစားခဲ့ပေမဲ့လည်းဂိုးကန်ခေပြီးတော့တိုင်ထိသွားခဲ့တာပဲဖြစ်ပါတယ်ဒီချိန်တိုင်ထိမှုနဲ့ဆိုလို့ရှိရင်မြန်မာအသင်း2ချိန်တိတိတိုင်ထိသွားခဲ့တာဖြစ်ပြီးတော့ဒီနေ့ပွဲစဉ်မြန်မာအသင်းကစားသမားတွေတုံ့ပြန်မှုတော်တော်လေးကောင်းမွန်နေအောင်ကျွန်တော်မြင်တွေ့ရခင်ဗျာဒီလုံးမှာဆိုလို့ရှိရင်လည်းတန်းပိုင်နည်းနည်းလေးနောက်ကျသွားခဲ့တဲ့အတွက်ဂိုးဖြစ်တော့ပြောင်းလဲထားနိုင်ခဲ့ခြင်းမရှိခဲ့တာပဲဖြစ်ပါတယ်ဒီလုံးမှာဆိုလို့ရှိရင်တော့မြန်မာအသင်းကစားသမားရှိုင်းမနာအောင်ရဲ့ဘယ်ချီကန်ချက်ကိုထိုင်းအသင်းကိုသမားကာကွယ်သွားခဲ့တာပဲဖြစ်ပါတယ်ရှိုင်းမနာအောင်ရဲ့ဘယ်ချီကန်ချက်တော်တော်လေးကိုတိကျပြင်းထန်ပြီးတော့ထိုင်းကိုသမားကာကွယ်သွားနိုင်ခဲ့တာပဲဖြစ်ပါတယ်အချိန်ပို10မိနစ်ထဲမှာတော့ထိုင်းအသင်းအနေနဲ့တမန်တိုက်စစ်ကနေစစ်ကိုကန်သွင်းဝင်ရခဲ့ပြီးတော့ဒီလုံးကိုတော့ကိုသမားဇင်ကြီးအောင်ပုတ်ထုတ်ကာကွယ်သွားနိုင်ခဲ့တာပဲဖြစ်ပါတယ်ဇင်ကြီးအောင်အနေနဲ့အမှားရမရှိဘဲနေရာမမှန်နဲ့ပုတ်ထုတ်ကာကွယ်သွားနိုင်ခဲ့တာပဲဖြစ်ပါတယ်ဒီနေ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့နီးပြအဲဒါဆင်လက်ထက်မှာမြန်မာအသင်းအနေနဲ့ကစားပုံကစားကွက်တော်တော်လေးကိုတိုးတက်ကောင်းမွန်လာတာကိုမြင်တွေ့ခဲ့ရပြီးတော့ကျွန်တော်တို့အဓိကကစားသမားမောင်လေးအနေနဲ့နီးကပ်ပြခံခဲ့ရတဲ့အတွက်ဒီနေ့ပွဲစဉ်မှာမြန်မာအသင်းအနေနဲ့ဒါအားတော်တော်လေးရော့နေတဲ့အနေအထားတွေကိုလည်းကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်။ဖြတ်တင်ဘောတွေမှာတိကျမှုမရှိဘဲနဲ့တစ်ဖက်နောက်တန်းနဲ့ထိပြီးတော့ဒါဖြတ်တင်ဘောတွေလိုရမရောက်ဖြစ်နေတာကိုလည်းမြင်တွေ့ရတယ်။အဓိကတော့ကျွန်တော်တို့ penalty နှလုံးပေးလိုက်ရတာပေါ့နော်။အေရီယာထဲမှာလက်ထိဘော2ချိန်ထိပေးလိုက်ရပြီးတော့ဒီသွင်းကို2ကိုပေးလိုက်ရတာကမြန်မာအသင်းအတွက်တော်တော်လေးကိုနစ်နာတဲ့အခြေအနေတစ်ခုဖြစ်ခဲ့ရလို့ပဲကျွန်တော်အနေနဲ့မြင်ပါတယ်ဒီနေ့ပွဲစဉ်မြန်မာအသင်းကစားသမားတွေရဲ့တုံ့ပြန်မှုထိုင်းအသင်းပေါ်မှာတုံ့ပြန်မှုကတော့တော်တော်လေးကိုကောင်းမွန်တဲ့စုဖွဲ့မှုနဲ့အတူမြန်မာအသင်းအနေနဲ့တုံ့ပြန်သွားနိုင်ခဲ့တယ်လို့ပဲမြင်ပါတယ်လို့ပြောရင်းနဲ့ဒီ vlog လေးကိုဆုံးသက်လိုက်ပါတယ်ဆုံးဖြတ်ကြည့်ပေးကြတဲ့ညီကိုမောင်တို့တူးကြောက်ရှိတဲ့ကိုလည်းကျွန်တော်အနေနဲ့ကျေးဇူးအများကြီးတင်ပါတယ်ဘောလုံးဝါသနာရှင်ညီကိုရင်းနဲ့ဒီပွဲစဉ်ပေါ်မှာဘယ်လိုမျိုးထင်မြင်ယူဆချက်တွေရှိလဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက် vlog တွေမှာပြန်တွေ့ကြမယ်ကျွန်တော်ကတော့ကိုတီပဲဖြစ်ပါတယ်